ရွှေရုပ်မင်းငါ့ကိုမရွဲ့နဲ့မင်းအောင်မရွက်နဲ့ အားလုံးပဲမင်္ဂလာပါထုံးစံတိုင်းမိတ်ဆက်ရရင်ကျွန်တော်ကိုရှိုင်းပါဒီနေ့ညမှာဘယ်လိုဟာတာတွေစူးစီးထားတယ်လဲဆိုတာကိုကြည့်ကြရအောင်ပါဟောမကြည့်ခင်မှာ channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားနော်ဟုတ်ကဲ့ပါကိုဗီဒီယို view တွေကျနေတယ် follower တွေနည်းနေတယ်အသေးတွေနည်းနေတယ်ဆိုရင်ဒီပုံစံလေးလိုက်လုပ်ကြည့်ချက်ချင်းပဲ view တွေတက်မယ် follower တွေတက်လိမ့်မယ်အထူးသဖြင့်ဂျပန်အကောက်ဖွင့်ထားတဲ့သူတွေပေါ့နော်အဲ့ဒီလူတွေပို့ပြီးတော့ကြည့်ပါကြည့်ကြရအောင်ဒီပုံစံလေးလိုက်လုပ်ကြည့်နော်တစ်တော်ဆောင်နာမည်ကြီးကအင်္ဂါသမီးကြီးမှာထမင်းဖြူငါ6ကြောမကြီးရွက်ချက်ပဲဒီမြင်းဟင်းများနဲ့ပူဇော်ပါတယ်ပတ်တာပါတယ်ဒါပဲတော့ခေါ်ပါတောက်တော့ခေါ်ပါတန်ကြားတိုင်းဖြူကြပါစေရုပ်မြင်တိုင်းအမအိုင်နာလေးမှာမားတယ်အတန်ကြားတိုင်းဖြူကြပါစေဆိုပြီးမပြောအောင်โอเคဖြူတက်ပါစေလို့ပြောရတယ်မဟုတ်ရင်တစ်တော့နာမည်ကြီးကဖြူကြပါစေဆိုတော့သူကချပစ်လိမ့်မယ်နော်တစ်တော်ဆောင်နာမည်ကြီးခမညာအတန်ကြားတိုင်း view တက်ပါစေအဲ့လိုပြောရတယ်နော်လူသားတွေညီကဲ့သို့သောလူရင်းစာသားကိုတောင်းတနေမလဲဆိုတာငါနမင်းသိရလေအောင်လူရွာကိုတခါမှန်းလာရှုလိုက်မယ်ညီစီကြားသေးတည်းရပါစေfollower များစားတဲ့တဘူတိုးလို့ for you page တွေရောက်ပါစေတင်တိုင်းပေါက်ပါစေပေါက်စေတော့ခေါ်ပါတော့ခေါ်ပါဝတ်သားမပါဘူးလားတော်တော်ငတ်နေတဲ့နဲ့တူတယ်ဝတ်သားရင်းနဲ့ချက်ပြီးတော့ပူဇော်ပတ်တာပါအောင်မယ်ဟောနောက်မှဒီတစ်ခေါက်တော့တက်လွတ်ပေါ့တော်ဆောင်နာမည်ကြီးကအင်္ဂါသမီးကြီးမှာတွေ့လားသူများတွေဘယ်လိုသိတယ်နော်တွေ့ရနော်အဓိကပိုင်ယာဆိုင်ယာတွေကိုချုပ်တက်ဖို့ပဲလိုတယ်โอเคဒါဆိုရင်က view တွေချက်ချင်းတက်လာမယ်အသေးတွေချက်ချင်းတက်လာလိမ့်မယ်နော်ဒီပုံစံလေးလိုက်လုပ်ကြည့်နော်တစ်တော့မှလည်းငွေရှာကျင်တယ်ဂျပန်အကောက်ကလည်းဖွင့်ထားတယ်ဒါပေမဲ့ဘယ်လို content တွေဖန်တီးရမှလည်းမသိဘူးဘာတွေတင်ရမှလည်းမသိတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကို reaction လုပ်ခြင်းဖြစ်တယ်နော်โอเคကြည့်ကြရအောင်အမတို့စိတ်တော်လို့ကိုင်းပိုင်းရင်တမန်လောက်ကနေမွေးတဲ့ပြောင်းလုံးလာပြီကဲတမိုင်လောက်ကဆောက်မွေးတယ်ဦးကြီးအောင်မွေးတဲ့ပြောင်းလုံးတလုံးအောင်တိတော့ကြီးတဲ့ပြောင်းလုံးလာပြီမန်ဘလူးနဲ့ကြည့်ရင်ဘောမန်ဘလူးနဲ့ကြည့်မှာခွေးဘာလို့လဲအဓိကဘာကွန်းတက်နေညာကွန်းတက်နေစဉ်းစားနေဖို့မလိုအဓိကကိုလုံးတဲ့အလုပ်ကွာအလုပ်တော့လုံးကြမှာပဲကွာဟုတ်လားအလုပ်မရှိဘူးဆိုရင်တော့အိမ်မှာရှိတဲ့လုပ်ပြီးတော့လုံးကြမှာပဲကိုလုံးနေတဲ့အလုပ်ကိုကွန်းတက်အဖြစ်ဖန်တီးတက်ဖို့ပဲလိုတာနောက်ပြီးဗီဒီယိုလေးတင်လိုက်အဲ့ဒါကွန်းတက်မယ်နော်โอเคဘာမှရှောက်ပြီးတော့ရှာဖွေးနေစရာမလိုဘာတွေတင်ရမအောင်စဉ်းစားနေစရာမလိုဘူးကွာကလေးထိန်နေနေတဲ့ဗီဒီယိုရိုက်ရင်ဒါ content ဖြစ်တာပဲခမင်းချက်နေနဲ့ဗီဒီယိုရိုက်ပြီးတင်ရင်လည်းဒါ content ဖြစ်တာပဲဒါဗီဒီယိုဖြစ်တာပဲအဓိကဖန်တီးနေဖို့လိုတာအကိုလုံနေတဲ့အလုံးနဲ့တစ်ဆက်တည်းအတူတူကြနေဖို့ပဲလိုတာโอเคမန်ဘလူးနဲ့ကြည့်ကြီးရဲ့ကိုဟုတ်တယ်လေမန်ဘလူးနဲ့ကြည့်မှာပေါ့အစီသားပါနဲ့နဖာကြီးကလော3ချောင်း900အဲဆင်းတဲ့ကောင်ဖင်းထောင်ဆွဲလို့မပြတ်တဲ့အရှိရတစ်လုံး900ကဲအမားတို့ကြောင်ကြိုးကြောင်ကြားတွေထဲမှာသူများလောက်စာမိမိထိုင်းစားနေတဲ့ကြွက်တွေအတွက်ကြွက်စေးကောင်းကောင်းပါတယ်မားတွေကောင်းကောင်းလေးစားပြီးတောင်းလုံးလေးတည်တဲ့ကြွက်သက်စေးပါအကြီးကြီးတဲ့ကြွက်စေးလာပြီဗျာကဲအမားတို့ဒဲအိုးလေးပိုင်းရဖာဒဲအိုးလေးပိုင်းရဖာသုံးအိုးလေးပိုင်းရဖာရေတိုင်ကြီးတွေပိုင်းရဖာရေတယောက်တွေပိုင်းရဖာဆိုင်ကအိမ်စောတွေပိုင်းရဖာတပီးရတော့မိုက်တယ်ကွာပိုင်းရဖာတိုက်တန်းနဲ့သင်္ဘောအိမ်စောတွေပိုင်းရဖာအမအသေးဝဲနဲ့ဖာလို့ရတယ်ဒီပါအမောက်ကုံဖာလို့ရတယ်ပေါ့ကွာအဓိကရှိသမျှအမောက်အကုန်ဖာပေါ့โอเคရွှေရုပ်ဘယ်လိုရဒါပဲဆိုင်ဖိုင်ဖိုး3 2 1 action go action ရွှေရုပ်ဟုတ်တယ်မင်းငါ့ကိုရွှေနဲ့ဟုတ်တယ်မင်းကစက်ပြန်ကကိုပြီးကျွတ်တက်တယ်မင်းငါချစ်လို့လည်းဒီတီးခံနေတာငါချစ်တယ်ဆိုပြီးမင်းငါ့ကိုရောက်တက်မလာနဲ့အောင်ရဲလေးနဲ့တူပြန်ကြည့်အောင်နော်ပြန်ကြည့်အောင်မင်းငါ့ကိုရွှေနဲ့
အော်ဒီနှခမ်းမွေးအကြာလေးတွေသွားတူတာနော်နှခမ်းမွေးအကြာလေးတွေသွားတူတာတကယ်လို့များသပင်အရှိထားပြီးတော့ခလဲခွဲများထားလိုက်ရင်ငါတို့အခုမင်းသားကျော်လေးအောင်စပူနဲ့တော့သွားတူနေမှာနော်သပင်ရှိထားမျိုးလုံးနဲ့နင်းကြည့်လိုက်သပင်ရှိထားခလဲခွဲလေးထားလိုက်ရင်ဒီတွားအနေထားလေးနဲ့ဆိုရင်ပေါ့နော်အဲတို့ရဲ့ရွှေမင်းသားကျော်လေးအောင်စပူနဲ့တော့တူနေမှာနော်ဒီပေါ့အခုကတော့သပင်တိုးနဲ့ဆိုတော့ဒါအောင်ရလေးနဲ့ဆင်တာပေါ့ ငါမေးတဲ့အစတရားကကိုပြီးကျွတ်တက်တယ် မင်း ငါချစ်လို့လည်းဘယ်လောက်ဒီခံ တခြားကြည့်နော်ဒီနှခမ်းမွေးလေးရဲ့ဒီအကြာလေးနော်နှခမ်းဆက်အကြာလေးတွေတော့တူတာနော် ငါချစ်တယ်ဆိုပြီးမင်းငါ မျက်ခုံးလေးနဲ့နှခမ်းမွေးလေးနဲ့တော့တူဟုတ်တယ်အခုလောလောဆယ်ကတော့အောင်ရဲလေးနဲ့တူတယ်နောက်ကျသပင်ရှည်လေးထားခလဲကွဲလေးထားပြီးရင်သပင်ရှည်ခလဲကွဲလေးထားပြီးတော့ရင်သပင်ကိုရွှေဝါရောင်လေးစိုးအဲဆိုရင်မင်းသားကျော်လေးအောင်စပူနဲ့လည်းပတ်တူမှာ တူတယ်ဟာဟုတ်ကဲ့ဗျာကျေးဇူးတင်ပါတယ်လို့ပြောနေအတွက်အဲ့ဒါအောင်ရဲလေးနဲ့တူတယ် ဟုတ်တယ်တူတယ်နော်ဒီတော့မြောက်ပေးရမှာတူတယ်နော် သူမစနဲ့ကွာ 哦，白又假了，安大卡哇，这多谁的听的喏？啊，老变一级了，老不变一级了。ဘလို့တွေတော့ငါဘလို့တွေတော့ဒီနေ့ဟာသားလေးတွေကတော့ဒီလောက်ပါပဲခင်ဗျာအစားဆုံးဝင်ရောက်ကြည့်ရှုပေးတဲ့ညီကိုမောင်နှမများအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ် subscribe လေးမနှိပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ထားခဲ့ပြီเนาะနောက်နေ့ညမှာပြန်လည်ဆုံပြီးကြပါမယ်